အိမ်မှာနေရင်ဖုန်းတစ်လုံးနဲ့ပတ်စံရှာခြင်းတဲ့သူပဲဖြစ်ဖြစ်ဒီဇိုင်းဆွဲရတာစိတ်ဝင်စားတဲ့သူပဲဖြစ်ဖြစ်ဒီ software လေးရှိတိုင်းအရန်ကိုအဆင်ပြေပြီเนาะအမကိုဘာဒီဇိုင်းတွေဆွဲခြင်းလဲအကုန်ရှိရเนาะ logo design တွေရှိတယ် business card တွေရှိတယ်ပြီးရင် document တွေရှိတယ် business card ဟိုပါ CV file နဲ့အကုန်လုပ်လို့ရเนาะဒီဖုန်းနဲ့ပဲဒါအားလုံးလုပ်လို့ရတယ် design တွေအများကြီးရှိတယ်ကိုကြိုက်တဲ့ design ကိုယူပြီးမှတုံးလို့ရပါတယ်ကိုကအစားအစာအတွက်လားအထည်အတွက်လား skin care အတွက်လား design တွေအများကြီးရှိရเนาะကိုယ်တိုင်လုပ်လို့ရပါတယ်ကိုကဒီဟာလုပ်တတ်ပြီဆိုရင်တရက်ကို3-4တောင်းကလည်းဒါဝင်တယ်ပေါ့နော်အဓိကကိုဒီဇိုင်းဆွဲတာပို့ပဲကိုညာဘယ်ပြောမလဲကိုမီတဲ့ညာအလိုက်ပေါ့နော်ကိုဒီဇိုင်းဆွဲတော်ရင်တော်တယ်ပေါ့ဒါလေးတွေကစိတ်ကူးနေပေါ့ကိုစိတ်ကူးကောင်းရင်ကောင်းတယ်ကိုဘယ်လိုဒီဇိုင်းလေးတွေဆွဲမလဲအဲ့အပေါ်မူတည်တယ်ဒါလိုကိုဆွဲပြီးမှဒီဇိုင်းလေးတွေထုတ်ရောင်းလို့ရတယ်ပြီးရင်သူများကို order တွေလက်ခံလို့ရတယ်ဒါတရက်ကို4-5တောင်းကတော့ AC ကိုကဒီဟာလောက်တက်ပြီးဆိုရင် AC ဝင်တယ်ဖုန်းတစ်လုံးနဲ့အိမ်မှာထိုင်ပြီးလုပ်ရုံပဲအရန်ကိုလွယ်ကူပါတယ်